မင်္ဂလာပါခင်ဗျာ movie recap ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာရော2019ခုနှစ်မှာထွက်ရှိခဲ့တဲ့ Forgotten ဆိုတဲ့ကိုရီးယားရုပ်ရှင်ကားကိုအညွှန်းပြောပြပြီးတော့မှာပါတတိပိချက်အနေနဲ့ဇလန်းအစုံအထိပါဝင်နိုင်ပါတယ်ဒီဇလန်းကတော့အသက်22နှစ်အရွယ်ဂျင်ဆိုတဲ့လူငယ်လေးအကြောင်းပဲဖြစ်ပါတယ်သူ့ရဲ့အကိုဖြစ်သူပြန်ပေးဆွဲခံရပြီးနောက်မှာဂျင်တယောက်သူ့ဘဝကိုပြောင်းလဲစေမယ့်အမှန်တရားတစ်ခုကိုသိရှိသွားခဲ့ပါတယ်သူ့ရဲ့တဘဝလုံးဟာလင်ညာမှုတွေဖြစ်နေမလားဆိုတာရဲ့အဲ့ဒီအမှန်တရားကိုတော့သူရင်ဆိုင်နိုင်မှမလားဆိုတာကြည့်ကြည့်ပါမှာပါဇလန်းဆက်မှာတော့ဂျင်ဟာသူ့ရဲ့အဖေအမေအကိုဖြစ်သူတော်နဲ့အတူအဲ့ဒီအသက်ကိုပြောင်းရွှေ့လာခဲ့ပါတယ်သူ့ရဲ့အကိုယူဟာဂျင်အငြင်းတန်းအားကြရတဲ့အာကိုထိုက်သူတစ်ယောက်ပါယူဟာထပ်မြက်ပြီးအားကစားလဲတော်တယ်လို့ဖော်ရွေပြူငါတဲ့အတော့ထငယ်ချင်းတွေကြားမှာရေပန်းစားပြီးမိသားစုရဲ့အချစ်တော်လေးဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကားအတော်တစားမှုကြောင့်ယူရဲ့ဘဲဘဲခြေထောက်ဟာထုံးနဲ့ဖြစ်နေပေမဲ့ဒါဟာသူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေအတွက်အဟံအတားမဖြစ်စေပါဘူးသူတို့မိသားစုဟာပစ္စည်းတည်ယူပို့ဆောင်ဤအကူအညီနဲ့အိမ်သစ်ထဲကိုပရိဘော်ကားတွေစတင်ရွှေ့ပြောင်းကြပါတယ်ခုနှစ်ကတော့1998ခုနှစ်အိမ်သစ်မှာအဆော့ပြုတဲ့အသစ်ဆက်ဆက်အဆော့ပြုမှုတစ်ခုပေါ့အိမ်ရှင်ဟောင်းကအခန်းတစ်ခါမှာပစ္စည်းတွေတင်ထားဆဲထီလို့ကျင်းတယောက်ယူနဲ့ခတအခန်းအတူသုံးရမယ်ဆိုတာသိလိုက်ရပါတယ်အခန်းကိုတိုင်ရှင်းရေးလုပ်နေတော့သူတို့အမေကယူကိုအောက်ထက်ကိုလှမ်းခေါ်လိုက်တဲ့အတွက်ဂျင်းနဲ့ပစ္စည်းတဲ့သူတိလောက်ပဲခြံခဲ့ပါတယ်အဲ့ဒီလူကဂျင်းလို့သူ့အကိုအထက်ဘလောက်လဲလို့မေးပါတယ်ဂျင်းကတော့သူတို့ညီကိုနှစ်ယောက်မျက်နှာမတူဘူးလို့လူတွေခဏပြောလို့ရှိတာကြောင့်ရေမောပြီးပြန်ဖြေလိုက်ပါတယ်အဲ့ဒီနောက်ယူရောက်လာပြီးပစ္စည်းတဲ့သူကိုမိဖို့ကြောင့်မှသူ့အမေကိုတွားကူညီဖို့ပြောလိုက်ကသူတို့နှစ်ယောက်ပဲအခန်းကိုဆက်ပြီးတန့်ရှင်းရေးလုပ်ကြပါတယ်နိုင်အနှဲငယ်ကြပြီးနောက်မှာတော့ပရိဘော်ကားတွေအားလုံးကိုနေရာချလို့ပြီးသွားခဲ့ပါပြီမိုးရွာနေတဲ့ညတညမှာအိမ်တစ်တဲ့အထိမ့်မှအနေနဲ့သူတို့မိသားစုစုပေါင်းစားတော့ကြပါတယ်အိမ်ရှင်ဟောင်းရဲ့တောင်းဆိုချက်အရတော့ခတ်ထားတဲ့အခန်းကိုမဖွင့်ဖို့သူတို့ဖေကတတိပေးပါတယ်အိမ်ရှင်ဟောင်းကနောက်တလားလောက်နေမှအဲ့ဒီအခန်းထဲကပစ္စည်းတွေကိုလာတိုင်းမှထီလို့ဂျင်းတို့ညီကိုနေအောင်အခန်းတူတုံးကြရမှာထိပြီးမှဂျင်းကတော့ဒါကိုဝမ်းထအားရလက်ခံလိုက်ပါတယ်သူတို့အစားအသောက်တွေသုံးဆောင်နေတော့အပေါ်ထက်ကတော့ခတ်ထားတဲ့အခန်းထဲကနေပြင်းထန်တဲ့အတန်ကြီးတစ်ခုကိုဂျင်းကြားလိုက်ရပြီးမှတခြားသူတွေကတော့မိုးချိုးဖြစ်တာထိမှာပါလို့ပဲပြောကြပါတယ်စားတောက်လို့မပြီးခင်မှာဂျင်းကိုသူ့ရဲ့နေ့စဉ်တောက်နေကြစိတ်ကြယောဂကာကွယ်ဆေးတောက်ဖို့အဖေဖြစ်သူကတတိပေးလိုက်ပါတယ်အိမ်သစ်မှာအိတ်ဆက်ရနဲ့သူတို့ရဲ့ပထမဆုံးညပေါ့ဂျင်းကနားချက်နဲ့တချင်းနားထောက်နေတော့ယူကတော့အရင်အိပ်ပျော်သွားပါတယ်ရုတ်တရက်အဲ့ဒီအခန်းထဲကနေနောက်ထပ်အတန်ကျဲကြီးတစ်ခုကိုဂျင်းထက်ချလိုက်ရပြန်ပါတယ်ဒီတစ်ခါတော့သူသောရောက်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတကားကိုဖွင့်တော့မဲ့အချိန်မှာပဲယူကသူ့နောက်ကနေရုတ်တရက်ပေါ်လာပြီးဘာလုပ်နေတာလဲလို့လှမ်းမေးလိုက်ပါတယ်သူတို့နှစ်ယောက်အခန်းပြင်ကနေတေချာနားဆင်ကြည့်ပေမှဘာအတန်မှမကြားရပါဘူးဂျင်းကတော့တခုကြားရတယ်လို့စွတ်ပြောနေတာကြောင့်ယူကလေကောင်းလေတန်ရဟောင်းသူ့ကိုအပြင်ခေါ်ထုတ်သွားပါတယ်မိုးထဲမှာသူတို့တူရက်ရင်စိတ်ကြည်လင်သွားအောင်စကားစမြည်ဖြောဖြစ်ကြပါတယ်ဂျင်းကသူ့အနားမှာအမြဲရှိပေးတဲ့အတွက်ယူကိုကျေးဇူးတင်စကားပြောပါတယ်အဲ့ဒီအချိန်မှာယူရဲ့ဖုံးမြည်လာပြီးသူတို့အဖေကတခုလုတ်ခိုင်းဖို့ဆက်သွယ်လာတာကြောင့်ယူကအရင်ပြန်သွားပြီးဂျင်းကတော့တချင်းသားချောင်ရင်မိုးထဲမှာတယောက်ဖဲ့ကျန်ခဲ့ပါတယ်ခဏကြာမှဂျင်းလဲပြောင်ဖို့လုပ်ပေမဲ့မမျော်လင့်ပဲသူ့ကိုဖြစ်သူကိုလူတစုကကောင်းပေါ်အတင်းဆွဲတင်ပြီးပြန်ပေးဆွဲတော့တာကိုမြင်လိုက်ရပါတယ်သူလည်းမိဘတွေကိုအကြောင်းကြားဖို့အိမ်ကိုအပြေးလွှာပြန်လာခဲ့ပြီးနောက်မှာတော့မေ့လဲသွားပါတော့တယ်။မေ့နေတဲ့အတောအတွင်းမှာလည်းသူဟာတကယ်အစ်စ်အမှန်လို့ခန်းစားရတဲ့အိမ်မက်တွေကိုတောက်လျှောက်မှတ်နေခဲ့ပါတယ်။ရက်အနှဲငယ်ကြာမှဂျင်သတိပြန်ရလာပါတယ်။မိဘတွေကသူနေကောင်းသွားလို့ဝမ်းသာနေကြပေမဲ့ယူကတော့ပျောက်ဆုံးနေစေမှာအဲ့ဒီညကဘာဖြစ်ခဲ့လဲဆိုတာကိုစုံထောက်တွေလာမေးလိမ့်မယ်လို့မိဘတွေကသူ့ကိုပြောပါတယ်။ဂျင်းကလည်းစုံထောက်တွေကိုဖြစ်ချောင်းကုံစင်ပြန်ပြောပြပြီးပြန်ပေးသမားတွေစီးသွားတဲ့ကားအနက်ရောင်ရဲ့လိုင်စင်နံပါတ်ကိုပါအတိအကျပေးလိုက်ပါတယ်။ဒါပေမဲ့စုံထောက်တွေကတော့အဲ့ဒီလိုလိုင်စင်နံပါတ်နဲ့ကားမျိုးလုံးဝမရှိဘူးလို့အခိုင်အမာညွှန်းဆိုလိုက်ပါတယ်။ဒါကြောင့်ဂျင်းလည်းစိတ်ပြတ်သွားပြီးစစ်မေးတာကိုရပ်လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ကြံပေးသမားတွေစီကငွေတောင်းဖို့ဆက်သွယ်လာမလားဆိုတော့ကိုစောင့်ကြည့်ရတဲ့အချိန်ရောက်လာပါတယ်။နှစ်ပတ်ကြာတဲ့အထိဘာမှထူးခြားမလာပါဘူး။ဂျင်းကတော့အရင်ကလိုပဲတကယ်အစ်စ်အမှန်လို့ခံစားရတဲ့အိမ်မက်ဟောင်းတွေကိုထပ်ခါတလဲမက်နေတယ်လို့တောက်ခတ်ထားတဲ့အခန်းနဲ့ပတ်သက်တဲ့အိမ်မက်ဆိုးတွေကိုလည်းမက်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပြန်ပေးဆွဲခံရပြီး19ရက်မြောက်နေ့မနက်မှာပဲယူဟာသူ့ဘာသာသူအိမ်ကိုပြန်ရောက်လာပါတယ်။ဒါပေမဲ့သူ့မှာဘာထိတ်ခဲ့လဲဆိုတဲ့မှတ်ဉာဏ်တွေလုံးဝမရှိတော့ပါဘူး။ဆရာဝန်ကတော့စိတ်တန်ရာကြောင့်အဲ့ဒီနေ့ကအဖြစ်အပျက်တွေကိုမေ့သွားတာလို့ယူဆပါတယ်။ယူလည်းအပြုတ်မှုတွေမှာအပြောင်းလဲလေးတွေရှိလာတာကိုအချင်းသတိထားမိလာပါတယ်။ယူဟာညဘက်တွေမှာခဏအပြင်ထွက်လေရှိပြီးမနက်ကျမှပြန်လာတတ်တာကိုဂျင်းကအစပိုင်းမှာတော့လှစ်လူရှုထားခဲ့ပါတယ်။တနေ့မှာတော့ဂျင်းဟာတောက်နေကြစိတ်ကြော့ယောဂကာကွယ်ဆေးကိုတောက်ဖို့လုပ်ရင်းမိဖို့ဆောင်ဆန်အောက်ကိုဆေးလုံးပြုတ်သွားပါတယ်။
အဲ့ဒီဆေးကိုသူ့ပြန်ကောက်ဖို့လုပ်နေတော့ယူရောက်လာပြီးအတူတူစားဖို့ခေါ်တာကြောင့်အဲ့ဒီနေ့တော့ဆေးတောက်ဖို့လွတ်သွားခဲ့ပါတယ်ညဘက်တွေမှာယူဖဲသွားလဲဆိုတာကိုဂျင်းကမေးကြည့်ပြီးမြဲဒါဟာဂျင်းရဲ့အိမ်မက်တွေသာဖြစ်နိုင်လဲလို့ယူကပြန်ပြောပါတယ်စားတော့ပြီးတဲ့နောက်ယူဟာသူ့ရဲ့နေ့စဉ်အလုပ်တွေလုပ်ဖို့အပြင်ထွက်သွားပါတယ်ယူတကားစီရှုံးသွားတဲ့အချိန်မှာတော့ယူဟာသူ့ရဲ့ညာဘက်ခြေထောက်ကိုထောနဲ့လှုပ်နေတာကိုဂျင်းတတိထားမိသွားပါတယ်တကယ်ဆိုရင်သူ့ရဲ့ဘယ်ဘက်ခြေထောက်ကမှထောနဲ့နေရမှာပါဒါကိုယူကရဲမောပြီးမဲ့ထွက်သွားခဲ့ပါတယ်ဂျင်းလဲညရောက်တဲ့အထိသူ့အခန်းထဲမှာတက္ကသိုလ်ဝင်ခွင့်စားမပွဲအတွက်စာကြည့်နေခဲ့ပါတယ်ညစာအတူတူစားပြီးတဲ့နောက်ဂျင်းဟာစာဆက်ကြည့်ရင်စပွဲပေါ်မှာပင်အိပ်ပျော်သွားပါတယ်အဲ့ဒီအချိန်မှာယူကရုတ်တရက်ထပ်လာပြီးဂျင်းရဲ့မျက်နှာနာမှာဘောပင်ကိုတကောက်နဲ့လာဆော့နေပြီးမှအပြင်ကိုထွက်သွားပါတယ်ဂျင်းကအစပိုင်းမှာအိတ်ချင်ဟန်စောင့်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ယူနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ယူကတက္ကစီတစ်စီးပေါ်တက်သွားတဲ့အခါဂျင်းကလည်းနောက်ကနေလိုက်ဖို့တခြားတက္ကစီတစ်စီးကိုအမြန်ခေါ်လိုက်ပါတယ်သူတို့ဟာအနီးနားကဇီးတစ်ခုမှာဆင်းကြပါတယ်အဲ့ဒီမှာယူဟာလူမိုက်နှစ်ယောက်နေတွေ့ဆုံနေတာကိုဂျင်းမြင်လိုက်ရပြီးအဲ့ဒီလူတွေဟာလွန်ခဲ့တဲ့အပတ်တွေကသူ့ကိုစစ်မေးခဲ့တဲ့စုံတောက်တွေထင်နေတာကိုသိလိုက်ရပါတယ်ဂျင်းကယူနောက်ကိုထက်လိုက်ဖို့ကြိုးစားပြီးမိတ်အဲ့ဒီလူမိုက်နှစ်ယောက်ကတားရှိလိုက်ပါတယ်သူတို့ကလိုက်လံဖမ်းဆီးတာကြောင့်ဂျင်းလဲထွက်ပြေးယုံကလွဲလို့တခြားနည်းလမ်းမရှိတော့ပါဘူးဂျင်းတယောက်ဘေးကန်းသူကိုထင်လိုက်တဲ့အချိန်မှာပဲသူ့အကိုကဘေးကမှန်းမသိပေါ်လာပြီးသူ့ကိုဆေးထိုးကမေ့ထွားအောင်လှုပ်လိုက်ပါတယ်နောက်တနေ့မှာတော့ယူဟာယူနောက်ကိုမလိုက်ခင်းစာကြည့်နေခဲ့တဲ့စဝဲမုံမာတင်ပြန်နိုးလာပါတယ်သူဟာသုံးလုတ်6ချားစွာနဲ့ယူစီကနေထွက်ပြေးပြီးရေချိုးခန်းထဲမှာတကားပိတ်အောင်နေခဲ့ပါတယ်ဂျင်းကမနေ့ကဆေးမတောက်ခဲ့တာကြောင့်ဒါရီဟာအစ်စ်အမှန်မဟုတ်ဘူးလို့ယူကဖြောင်းပြပါတယ်ထွက်ပြေးခဲ့တာတွေတက္ကစီတွေနဲ့လူမိုက်တွေဆိုတာဂျင်းရဲ့စိတ်ကူးရင်အမြင်မမော့တွေသာဖြစ်တယ်လို့ယူကပြောပါတယ်ဂျင်းလည်းအနှင်းငယ်စိတ်အေးသွားပြီးယူကိုတောင်းပန်လိုက်ပါတယ်သူစာထန်ကြည့်တဲ့အခါမှာတော့မင်းညကယူချန်ထားခဲ့တဲ့ခဲဆန်ကိုတွေးလိုက်ရပြီးသူဟာယူကိုတက္ကစီအကြောင်းတခွန်းမှမပြောခဲ့မိတာကိုသတိရသွားပါတယ်ဒါဟာပြန်ပေးဆွဲခံရပြီးပြန်ရောက်လာတဲ့သူဟာသူ့အကိုအစ်စ်မဟုတ်ဘူးဆိုတာကိုဂျင်းအတိအချာသိသွားစေပါတယ်ဒီအကြောင်းကိုသူ့အမေကိုပြောပြလိုက်ပြီးနောက်တစ်ခါယူအပြန်ထွက်ရင်အတူတူလိုက်ချောင်းဖို့တိုင်ပင်ကြပါတယ်ညဘက်မှာတော့သူဟာတောက်ခတ်ထားတဲ့အခန်းအကြောင်းအိမ်မက်ဆိုးထပ်မှတ်ပြန်ပါတယ်သူနိုးလာပြီးရေတစ်ခွက်တောက်ဖို့မိဖို့ကြောင့်ကိုသွားတဲ့အခါသူ့အမေကယူကိုဖုံးဆက်ပြီးဂျင်းကသူတို့ကိုတန်တရာဝင်နေပြီလို့ပြောနေတာကိုမတော်တဆကြားလိုက်ရပါတယ်ဂျင်းအနားကိုတိုးသွားတဲ့အချိန်မှာကျမ်းပြင်ကမြည်ရဲ့အတန်းကြောင့်အမေဖြစ်သူကသတိထားမိသွားပါတယ်အတန်လာယာကိုလိုက်ရှာနေတော့မှဂျင်းကအကင်းကိုအမြန်ပြေးထွက်ပြီးပုံနေလိုက်ပါတယ်အမေဖြစ်သူကတော့သူမရဲ့ဟန်ဆောင်မှုတွေပေါ်သွားပြီဖြစ်ကြောင်းဖခင်ဖြစ်သူစီဖုံးဆက်ပြောလိုက်ပါတယ်ဂျင်းလည်းဒီမခံနိုင်တော့ပဲပဒင်းပေါက်ကနေခုန်ချထွက်ပြေးပါတော့ပဲသူဟာခြံစီရိုးတကားဝမှာအဖေဖြစ်သူနဲ့တိုးပါတော့တယ်အဖေဖြစ်သူကသူတို့ဟာမိသားစုအရင်ချတဲ့ပါလို့ဂျင်းကိုဆက်ပြီးဖြောင်းဖြနေစေပါဒါပေမဲ့အခုအချိန်မှာတော့ဂျင်းဟာသူ့မိဘတွေကမိဘအရေးတွေမဟုတ်ဘူးဆိုတာကိုအဖေတုံယုံကြည်သွားပါပြီဒါကြောင့်သူဟာလူမိုက်တယောက်ရဲ့လိုက်လံဖမ်းဆီးမှုကြားကနေအနည်းဆုံးရေးစခန်းစီကိုအတင်းပြေးသွားပါတော့တယ်ရေးစခန်းရောက်တဲ့အခါမှာတော့ဖြစ်ချောင်းကုံစင်ကိုရဲတွေကိုရှင်းပြပါတယ်ဒါပေမဲ့သူ့ရဲ့ရှင်းပြချက်တွေကရဲတွေကိုအတော်လေးဇဝေဇဝါထက်သွားစေပါတယ်ဂျင်းကသူ့အသက်20ပါလို့ပြောလိုက်တဲ့အခါရဲတွေကပိုပြေတော့တောင်အံ့ဩသွားပြီးမှန်တဲမှာသူ့ကိုသူ့ပြန်ကြည့်ဖို့ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့သူမှန်တဲကိုကြည့်လိုက်တဲ့အခါအသက်ကြီးပိုင်းအမျိုးသားတဦးကိုသာမြင်လိုက်ရပါတော့တယ်ဒီအချိန်မှာပဲသူဟာသူထင်ထားသလိုလူငယ်လေးတယောက်မဟုတ်တော့ဘူးဆိုတာကိုသတိထားမိသွားပါတယ်အခုက1998ခုနှစ်မဟုတ်ပဲ2018ခုနှစ်ဖြစ်နေပါပြီဂျင်းဟာစိတ်ရှုပ်ထွေးပြီးဒေါသတကြီးနဲ့အိမ်ကိုပြန်သွားကတောခတ်ထားတဲ့အခန်းစီကိုတန်းတန်းမတ်မတ်သွားလိုက်ပါတယ်အဲ့ဒီမှာတော့သွေးသူတွေနဲ့ကျမ်းပင်ပေါ်မှာလဲကျနေတဲ့အယုတ်နှစ်ယုတ်ကိုတွေးလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ဟန်ဆောင်ထားတဲ့မိသားစုဝင်တွေရောက်လာပြီးဂျင်းကရှင်းပြဖို့တောင်းဆိုပါတယ်သူ့အကိုအထည်ဟန်ဆောင်ထားတဲ့လူငယ်ကလွန်ခဲ့တဲ့အနှစ်1998ခုနှစ်ဒီဇင်ဘာလ20ရက်နေ့ကဒီအိမ်မှာဖြစ်ပွားခဲ့တဲ့လူသတ်မှုအကြောင်းကိုရှင်းပြပါတယ်။အဲ့ဒီတုန်းကအမေနဲ့ဆက်ကျော်သက်သမီးဖြစ်သူတို့အသက်ခံခဲ့ရတာပါ။ဒါပေမဲ့ရဲတွေကဒီအမှုကိုမဖြေရှင်းနိုင်ခဲ့ပါဘူး။နှစ်အတော်ကြာပြီးရဲ့နောက်မှာတော့တေဆုံးသူရဲ့မိသားစုကလူသက်သမားကိုရှာဖွေဖို့သူ့ကိုငှားရမ်းခဲ့တာဖြစ်ပါတယ်။တေချာစုံစမ်းစစ်ဆေးမိတဲ့နောက်မှာတော့သူဟာဂျင်းကိုလူသက်သမားအဖြစ်သတ်မှတ်နိုင်ခဲ့ပါတယ်။ဒါကြောင့်လဲသူ့အဖွဲ့ကဂျင်းကိုပြန်မေးဆွဲပြီးဝန်ခံချက်ရဖို့နှိပ်စက်ခဲ့ကြတာပါ။
ဒါပေမဲ့ဂျင်အဲ့တော့လူသက်သမားဖြစ်ခဲ့တဲ့မှတ်ဉာဏ်တွေသူ့မှာလုံးဝမရှိပါဘူးအဲ့ဒီရလက်ကြောင့်ပဲလူငယ်ဟာဂျင်ကိုမှတ်ဉာဏ်တွေပြန်ရလာအောင်စိတ်ညှော်နီးကိုပသုံးပြီးဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ် အဖွဲ့သားတွေဟာဂျင်ကိုသူနောက်ဆုံးဘလော့ရှင်ခဲ့တဲ့မှတ်ဉာဏ်တွေစီပြန်ပို့ပေးဖို့နဲ့အဲ့ဒီကျမဆိုးဝင်ခဲ့တဲ့ညကိုပြန်လဲဖန်တီးဖို့စီမံချက်အသစ်တစ်ခုချမှတ်ခဲ့ပါတယ်။အဲ့ဒီလိုလုံးမသာအဲ့ဒီညကဘာဖြစ်ခဲ့တယ်လဲဆိုတာကိုဂျင်ပြန်မှတ်မိလာနိုင်မှာပါ။အစီအစဉ်အတိုင်းအားလုံးအဆင်ပြေနေပြီမဲ့လူငယ်ဖြစ်သူဟာငွေကြေးလိမ်လည်မှုနဲ့ရဲဖမ်းတာကိုခံလိုက်ရပါတယ်။19ရက်အကြာမှာသူပြန်လွတ်လာခဲ့တာဟာဂျင်မြင်ခဲ့ရတဲ့ပြန်ပြေးဆွေးမှုအတွက်အပြေပဲဖြစ်ပါတယ်။တောက်ခတ်ထားတဲ့အခန်းထဲကဂျင်ကြားနေရတဲ့ထုံးဆန်းတဲ့အတန်ကြီးဟာလေလူသက်မှုဖြစ်ပွားတဲ့ပုံစံတူအခင်းချင်းကိုအဖွဲ့သားတွေပြန်လဲပြင်ဆင်နေကြပါဂျင်ကိုစိတ်ညှို့ထားတဲ့အတိုင်းဆက်ရှိနေစေဖို့သူတို့ဟာဂျင်ကိုနေတိုင်းတောက်ဖို့အထူးစေးတွေပေးထားခဲ့တာဖြစ်ပါရဲ့ဂျင်ကဒီအကြောင်းအရာတွေကိုယုံကြည်သွားပြီးမြဲသူဟာဘသူ့ကိုမှမတတ်ခဲ့ပါဘူးလို့အခိုင်အမာပြောနေစေပါစိတ်ရှုပ်ထွေးနေတဲ့အခိုက်အတန့်ပါနဲ့သူဟာဗန်ကားပေါ်ကနေခုံချပြီးထွက်ပြေးပါတယ်သူကလိုက်ဖမ်းဖို့ကြိုးစားရင်းဗန်ကားဟာတစ်ပင်ကိုဝင်တိုက်မိသွားပါတယ်ဂျင်ဟာအဲ့ဒီနေရာကနေထွက်ပြေးဖို့ကြိုးစားပေမဲ့အာယုံများနေတဲ့အချိန်မှာပဲကုံတင်ကားတစ်စီးကသူ့ကိုဝင်တိုက်မိသွားပါတယ်။သူညင်ပြင်းပါမှလဲကျနေတော့သူ့ရဲ့အတိတ်တွေကိုပြန်ပြီးသတိရလာပါတော့တယ်။အတိတ်ကိုပြန်ပြောင်းကြည့်လိုက်ရင်ဂျင်ဟာသူ့ရဲ့မိသားစုအစ်စ်အမှန်နဲ့အတူကားစီးလာခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူတို့ဟာကားအတော်တဆမှုဖွခဲ့ကြပါတယ်။အဲ့ဒီမတော်တဆမှုကြောင့်သူ့ရဲ့မိဘနှစ်ပါးလုံးဆုံးပါသွားခဲ့ပြီးသူ့အကိုကတော့စိုးရင်ရတဲ့အခြေအနေနဲ့ကြံရစ်ခဲ့ပါတယ်။6လအကြာမှာတော့သူ့အကိုဟာမကြခင်ခွေးစိတ်မှုလုပ်ဖို့လိုအပ်တယ်လို့ဆရာဝန်ကပြောပါတယ်။အဲ့ဒီအချိန်မှာနိုင်ငံရဲ့စီးပွားရေးကလည်းဆိုးရွားနေတယ်လို့အထက်တန်းအောင်ရုံပဲရှိသေးတဲ့ဂျင်းအထွတ်လေဘာမှအဆင်မပြေခဲ့ပါဘူး။သူဟာအင်တာနက်ဖော်ရမ်တစ်ခုမှာအလုပ်ရှာနေကြောင်းစတင်ခဲ့ပါတယ်။အမီမသိအသုံးပြုသူတူကသူ့စီချင်းကပ်လာပြီးအလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒါကတော့ငွေနဲ့လဲပြီးအမျိုးသမီးတစ်ယောက်ကိုတတ်ပြီးဖို့ပါပဲ။ငွေကိုအပူတပြင်းလိုအပ်နေတဲ့ဂျင်းဟာအဲ့ဒီအလုပ်ကိုလက်ခံလိုက်ပါတော့တယ်။အမီမတိအသုံးပြုသူကအင်္ဂလိပ်စာနဲ့အိတ်သေးကိုဘယ်လိုဝင်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုပေးခဲ့ပါတယ်။ဂျင်ဟာအမျိုးသမီးကိုသာတက်ရမှာဖြစ်ပြီးကလေးနီယာကိုတော့ဘာမှမလုပ်ဖို့အမင်းပေးခံထားရတာပါ။အင်္ဂလိပ်ရောက်တဲ့အခါဂျင်ဟာစိတ်ပြောင်းသွားပြီးပြန်ထွက်ဖို့လုပ်ပေပဲအမျိုးသမီးဖြစ်သူနဲ့တိုးပါတော့တယ်။ဂျင်ရဲ့လက်ထဲမှာဓာတ်ကူမင်းတို့သူမကအော်ဟစ်ပါတော့တယ်။ဂျင်ကမအော်ဖို့တားလိုက်တဲ့အတွက်သူမငြိမ်သွားပေမဲ့အဲ့ဒီအချိန်မှာပဲသမီးဖြစ်သူကအောက်ထပ်ကိုဆင်းလာပြီးဂျင်ကိုမြင်သွားပါတယ်။သူမကထိတ်လန့်တကြားနဲ့အပေါ်ဓာတ်ကိုပြေးတက်ပြီးပုံမို့လုတ်တဲ့နောက်ကိုဂျင်လိုက်သွားရင်မတော်တဆဓာတ်နဲ့ထိုးမိသွားပါတယ်။ဒဏ်ရာရသွားတဲ့သမီးဖြစ်သူကိုကြည့်ပြီးအမေဖြစ်သူကအော်ဟစ်တော်တာကြောင့်ဂျင်လည်းထိတ်လန့်တကြားနဲ့သူမကိုပါထိုးတက်မိလိုက်ပါတယ်။ဂျင်အိမ်ထဲကပြန်မထွက်ခင်မှာတောင်းငယ်လေးတယောက်ပေါ်လာပါတယ်။ဂျင်ကအဲ့ဒီကလေးကိုအိယာဝင်ပြီးတရားထိရေးတွက်ရင်အမေပြန်လာမှကိုစောင့်နေဖို့ပြောလိုက်ပါတယ်။ကလေးကလည်းခိုင်းတဲ့အတိုင်းလုပ်ခဲ့ပါတယ်။ဂျင်အပြင်ကိုထွက်လာတဲ့အချိန်မှာမိသားစုတပ်ပုံကိုကြည့်လိုက်မိပြီးဒီအိမ်ဟာသူ့အကိုရဲ့ဆီရာဝင်အိမ်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ဂျင်ဟာအမိမတိအသုံးပြုသူနဲ့သွားတွေ့တဲ့အထာသူတန်တရားရှိခဲ့တဲ့အတိုင်းအဲ့ဒီလူဟာသူ့အကိုရဲ့ဆီရာဝင်ဖြစ်နေပါတယ်။စီးပွားရေးအကြအတဲ့ကြောင့်သူ့ကလေးတွေလမ်းပြီးမရောက်ဖို့သူ့ဇနီးရဲ့အသက်အာမခံကြီးကိုလိုချင်လို့အခုလိုခိုင်းရတာဖြစ်ကြောင်းဆီရာဝင်ကရှင်းပြပါတယ်။ဂျင်ကသူ့သမီးကိုပါတတ်ခဲ့တယ်ဆိုတာသိသွားရဲ့အခါဆရာဝန်ကအရန်တော်ထော်သွားပါတယ်။သူကဂျင်ကိုခေါင်ဖိုးပေါ်ကနေတွန်းချဖို့ကြိုးစားပေမဲ့ရုံရင်းဆန်ခတ်ဖီရင်သူ့ဘာသာသူချေချော်ပြီးပြုတ်ချတေးဆုံးသွားခဲ့ပါတယ်။အသိဖြစ်ရတွေပြီးသွားတဲ့အခါဂျင်ဟာဆေးရုံမှာတတိပြန်ရလာပါတယ်။သူ့အကိုအဖြစ်ဟန်ဆောင်ခဲ့တဲ့လူငယ်ဟာအဲ့ဒီမှာစောင့်နေပါတယ်။သူကဂျင်ရဲ့ဆေးပလင်းထဲကိုအစိတ်ထိုးထည့်ကိုလုပ်နေတော့မှပဲဂျင်ကလူတတ်မှုကိုဝန်ခံလိုက်ပါတယ်။အဖြစ်ပြက်အသေးစိတ်အလုံးကိုဂျင်မှတ်မိသွားပြီဖြစ်လို့အမှန်တရားကိုပြောပြလိုက်ပါတယ်။ဂျင်ရှင်းပြနေတော့မှပဲအဲ့ဒီလူငယ်ကသူဟာအဲ့ဒီညကခလီးငယ်လေးပဲဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။သူဟာမိဘမဲ့ကေဟာမှစိတ်ဆင်းရဲရဲကြီးပြင်းခဲ့ရပြီးအသက်အာမခံကြီးတွေကိုလည်းဆွေမျိုးတွေကအကုန်ယူသွားကြလို့သူမခံစားခဲ့ရပါဘူး။လူငယ်ကသူ့အမေကိုတတ်ဖို့ဘသူခိုင်းတာလဲလို့ဂျင်ကိုမေးပါတယ်။သူ့အမေမသေးခင်မှာအာမခံတွေအများကြီးထားခဲ့တဲ့သူ့အဖေကိုသူတန်တရားရှိနေတာပါ။ဒါပေမဲ့ဂျင်ကတော့သူ့ဘာဘာသူလုပ်ခဲ့တာပါလို့လိန်ညာကြီးပြောလိုက်ပါတယ်။အဲ့ဒီလူငယ်ကဂျင်လိန်နေတာကိုသိလိုက်ပြီးသူတောက်လျှောက်တန်တရားရှိခဲ့တဲ့ခါးသေးတဲ့အမှန်တရားကြီးနဲ့အတူထွက်ခွာသွားပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးဒီအမှန်တရားကိုမခံစားနိုင်ကြပါဘူး။လူငယ်ကအခန်းပင်ထွက်ပြီးဗီဒင်းပေါက်ကနေခုန်ချသွားသလိုဂျင်ကလည်းသူ့ကိုယ်သူအစိတ်ထိုးသွင်းပြီးအဆုံးစီရင်သွားပါတော့လေ။
အခုလိုဗီဒီယိုမျိုးထပ်ကြည့်နိုင်ဖို့ subscribe လုပ်ပြီး notification လေးဖွင့်ထားပေးကြပါအောင်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ကြမယ်ခင်ဗျာ